ဗျာလေးကရုံးရင်ကန်ရင်လေးထန်တိုင်းသာပွင့်ကြပါမှုဘယ်မှာပန်းများပွင့်မြည်နီလှိုင်းပုတ်တိုင်းသာကမ်းပြိုပါမှုဘယ်မှာမြေကြီးကြံမြည်နီကြရှုံးတိုင်းသာငိုရပါမှုဘယ်မှာမျက်ရည်ရှိမည်နီအမောင်တဝက်လင်းတဝက်သည်တရက်တစ်ခါကြုံမြဲတာဒီအရှုံးတစ်လက်နိုင်တစ်လက်မှာမျက်လက်ပမာတွေ့မြဲတာဒီဘဝဒီကတိုက်ပွဲများပဲလှုပ်ရှားရသောလူရသောဝဲလင်းသောမောင်သောအောင်သောရှုံးသောမုံသောချစ်သောတစ်သောဟောင်းသောကောင်းသောဆိုးသောညိုသောလမ်းသောကျမ်းသောနှုသောပူသောအေးသောစောကြောစိတ်ပြမနေသာပေလဲရာကထကြရာကတက်ပြက်ရာကဆောက်ရှေ့သို့လျှောက်၍ရောက်ရာဘောကအာမှန်ပြရင်ယုံရတန်ရမည်တကားဘောကအာမှန်ဘယ်လိုအခြေအနေမျိုးပါဖြစ်ဘဝရဲ့အခက်အခဲတွေဘဝရဲ့လောကဓာတ်တွေကဘာမှမခဲရင်ဘူးဒါကြောင့်ဒီဘဝလောကဓာတ်ကနေပြီးတော့လှုပ်ရှားရုန်းကန်ပြီးတော့ရှိတဲ့ရမယ်ရှေ့ကိုကြိုးစားပြီးအမှန်ပြရမယ်ဆိုတဲ့ကြပြလေးကျွန်တော်တကယ်ကြီးရဲ့ကြပြလေးကိုကျွန်တော်အမှတ်ရနေတယ်နောက်ပိုင်းကျတော့ကျွန်တော်ရဲ့ကြပြရည်စည်းကြောင်းပြောင်းသွားတယ်ကျွန်တော်တို့ကြပြရည်စည်းကြောင်းလေးလုံးစကြပြတွေကနေပြီးတော့တပြေးပြောင်းသွားပြီးတော့ကာယမပါတဲ့ကြပြတွေဖြစ်လာကျွန်တော်ဆရာဒေါက်တာခင်မောင်ကျိုးကြပြတွေရွတ်ပြတော့ခင်ဗျာအပုပ်နေရရတာတော့ကျွန်တော်ယုံပါတယ်တဲ့ဟိုဘက်ကကြပြလေးဗျာတဲ့ဒီဘက်ကကြပြလေးခင်ဗျာဘယ်နှပုတ်ရလဲတဲ့ဒီဘက်ကတော့ကာယမပါတဲ့ကြပြလေးကျွန်တော်သတိထားကြည့်လိုက်တယ်တဘုံမှမရဘူးအဲ့ဒါဘာဖြစ်လို့လဲတဲ့အဲ့ဒါဘာဖြစ်လို့လဲကျွန်တော်လည်းမသိဘူးတခုတော့ရှိတယ်ဗျာလို့ဟိုမှာတော့ကြပြလေးကာယံလေးနဲ့ချိတ်ဆက်လိုက်တဲ့အတွက်ကျွန်တော်တို့ကြပြလေးတွေကမှတ်မိလွယ်တယ်လို့ဒါပေမဲ့ဒီဘက်ကလူငယ်တွေကလည်းသူ့ကြပြလေးနဲ့သူတို့အသားကြပြီသူတို့ကအလို့ရတယ်ဗျာလို့ကျွန်တော်တို့လူကြီးတွေကမရဘူးဒါပေမဲ့သူတို့လူငယ်တွေရဲ့ကြပြလည်းအထင်သေးလို့မရဘူးလို့တချို့ဟာတွေကအရန်ကောင်းပြီးတော့အရသာပေါ်တယ်လို့ဟိုဘက်ကကျွန်တော်လူကြီးတွေရဲ့ကြပြလောက်နဲ့ကျွန်တော်တို့ကကျင့်တတ်နေုံနဲ့မရဘူးဒီဘက်ကလူငယ်တွေရဲ့ကြပြကိုလည်းကျွန်တော်တို့အတိမပြုရမယ်လို့ဟိုဘက်မှာကျွန်တော်တို့ဥမာဆိုပါစို့ဆရာတော်ကြီးရဲ့ကြပြအားလုံးလည်းသိပြီးသားပါဒီဗေဒာဘန်းကြပြအားလုံးလည်းကြားပြီးသားပါဒါပေမဲ့ဒီကြပြရဲ့အတွေးရသဒီကြပြရဲ့နဲ့ရှိုင်းမှုဒီကြပြရဲ့ပေးတဲ့ message ကအရန်ကိုအားကောင်းတယ်ကြည်သေးဆိုထားတဲ့သချင်းအဲ့ဒီညိုပြလက်တာပင်ခြေရင်းကလှိုင်းသက်ရာဗေဒာသက်လှိုင်းသက်ရာစင်အဲ့ဒီမှာဆရာချီဦးညို့ဆိုရင်တော့ဒီနေရာမှာပွဲသိမ်းမဲ့တေချာသချင်းဆိုချသွားတယ်နော်ကျွန်တော်ကအဲ့လောက်သချင်းမပိုင်ဘူးအဲ့ဒီမှာပြောချင်တာညိုပြလက်တာပင်ခြေရင်းလှိုင်းသက်ရာဗေဒာသက်လှိုင်းသက်ရာစင်လှိုင်းလုံးနေနဲ့အတူတက်ရဲသွားပြီးလှိုင်းလုံးနေနဲ့အတူပြန်ဆင်းရတယ်ဆင်းရလည်းမသက်တာအုံးလက်ကြွေရေဘောလုံးမျောစုံလို့လားအဲ့လိုဆင်းလာတော့တက်ကောင်းသက်တာမရှိဘူးအုံးလက်ကြွေကသူ့မျောလာတဲ့အုံးလက်ကြွေကနေပြီးတော့အစင်းနဲ့အလားဗေဒာမအထွေးအုံးလက်ကြွေသူ့နဘေးစောင့်နေရသည်အဲ့ဒီအုံးလက်သူ့ကိုတခါလဲဝင်စောင့်လိုက်သေးတယ်စောင့်ငယ်လည်းမသက်တာနောက်တစ်စီဒီတလုံးကဖုံးလိုက်ပြန်ပါမြုပ်လေဘောပေါ်မလားမဗေဒာတလန်ကွာလိုင်းအကြွမဗေဒာအလှတလန်ကွာလိုင်းအကြွပေါ်လိုက်ပြန်ရပေါ်ပြန်လည်းမသက်တာချောင်းဆွဲမြောင်းငယ်တွေကဘဲထွက်လို့လားဘဲဥက္ကတရားနေရာမဗေဒာကတပင်နဲ့အရက်အကန်ခံလို့ဗေဒာပြန်အန်ကိုခဲပန်းပန်နဲ့ပဲအဲ့ဒီပန်းပန်နဲ့ပဲကိုဆရာတော်ကြီးရဲ့ကြပြလေးတစ်ပုဒ်ကိုရုပ်ရှင်လဲရိုက်သွားတယ်သချင်းလဲဆိုသွားတယ်အဲ့ဒီရဲ့အတွေ့အနဲ့အဓိပ္ပာယ်ဟာအင်မတန်ကိုအားကောင်းလွန်းတဲ့အတွက်
ဒီကနေ့ဆရာတော်ကြီးကွယ်လွန်သွားတဲ့အတိုင်းနှစ်ပေါင်းများစွာဒီကဗျာတည်တံ့ကြံခဲ့နားထဲမှာတော့တချင်းလို့ဆွဲနေတာတွေကြားဘူးကြမှာပါအဲ့တော့လူငယ်တွေကဗျာကိုလည်းကျွန်တော်တို့ကလူကြီးတွေဆရာကြီးတွေကဗျာလောက်နဲ့ကျွန်တော်တို့ကပျော်မွေ့နေတာမဟုတ်ဘဲနဲ့လူငယ်တွေကဗျာကိုလည်းကျွန်တော်တို့ဝင်ပြီးတော့ခံစားပြီးတော့နားထောင်ကြည့်တဲ့အခါကျတော့ကျွန်တော်ကိုယ်၌ကိုကခြိုက်ပြီးတော့ကိုအတိတ်ပဲကိုတိတိကျကျခုနလိုပြန်မပြောနိုင်ကျွန်တော်တပည့်လေးတယောက်ရေးတဲ့ကြပြလေးအဲ့ဒီကြပြလေးကရိုင်းနေတဲ့ကျွန်းနဲ့ရိုင်းနေတဲ့ကျွန်းဆိုတော့ကျွန်းကဘယ်လိုရိုင်းနေလဲပေါ့နော်ကျွန်းဆိုတာကျွန်တော်တို့သိတာရေပတ်လက်ဝိုင်းရလဲရှိတော့နေရာကျွန်းလို့ခေါ်တယ်အဲ့တော့ကျွန်းလေးကရိုင်းနေတယ်ဆိုတော့တင်စားလိုက်တာသူကတော်တော်လှတယ်ပေါ့နော်ငါချီထားတဲ့ကျိုးဟာတဲ့ငါပြန်ဖြီရမယ်အထုံးတဲ့ငါချီထားတဲ့ကျိုးဟာငါပြန်ဖြီထားရမယ်အထုံးလက်သက်မွေးထားတဲ့ကိုကျင်တရားကိုမြောက်ကိုပြန်ချောက်နေတယ်တဲ့ကျွန်တော်ဟုတ်ဒီပါတီတော့နားမလဲကောင်းတယ်ဖတ်လို့လည်းကောင်းတယ်နားလည်းနားထောင်လည်းကောင်းတယ်တွေ့သမျှလူတွေကိုရေပြရတယ်တဲ့ကြားသမျှစကားတွေကိုခေါင်းညှိရတယ်ရှာဖွေထားသမျှငါသစ္စာတရားငါသုံးတာနဲ့ပဲကုန်သွားတယ်ပျောက်ဆုံးနေတဲ့ယုံကြည်ခြင်းမျိုးဟောင်းကိုငါကြောရိုးစစ်တရားပြန်တွေ့တယ်ဟောင်းလွမ်းနေပြီလည်းအတုံးတဲ့တယ်ကဘာကြီးကအောက်သက်မချေတဲ့ဒဏ်ရာတွေနဲ့သွားပိုးစားနေတဲ့အပြုံးတွေနဲ့အကျန်းဖက်ပြက်လုံးတစ်ခုလို့တရားပါမဲ့ဟာကငါစီကအကောင်းတိုင်းဘယ်အခါမှပြန်မလာတော့ဘူးနားလေလားမသိဘူးကျွန်တော်ကိုယ်တိုင်လည်းဘာမှတော့မသိဘူးကောင်းတယ်နားထောင်လို့တော့ကောင်းတယ်နည်းနည်းတော့လည်းအသေးပဲပေါက်တယ်သူဘာပြောချင်လဲဆိုတာဒါနဲ့အသေးပဲပြန်လိုက်ရင်ပို့ပြီးတော့သူကဘာဖြစ်သွားမလဲပေါ့သွားမှာဆိုလို့ကျွန်တော်မပြန်တော့ပါအဲ့တော့အဲ့လိုနဲ့အသေးပဲကာယံနေဘလို့ပဲနဲ့ကြပြားဆိုတာဖြစ်တယ်ဆိုတာဖြစ်တော့ကျွန်တော်ကသမီးလေးဖတ်ဖို့ရေးတော့ဆိုင်ကကျွန်တော်ကိုဗာပြောလို့ဆိုကောင်းတန်ရေးတဲ့သမီးလေးဖတ်ဖို့ကြပြားစာအုပ်တယ်မှားတယ်ကျွန်တော်ကြပြားစာအုပ်မဟုတ်ဘူးအဲ့ဒါဒါသဒ္ဒနာစကားစုတွေအဲ့တော့ဆိုင်ကပြန်ပြောတယ်သဒ္ဒနာစကားစုလည်းကြပြားပေါ့တဲ့ကြပြားနဲ့သဒ္ဒနာဘာကွာလို့တယ်ဟုတ်တယ်လေဘာမှလည်းမကွာဘူးဘာဖြစ်လို့ကာယံမပါတာအတူတူရေးပဲအဲ့တော့ကာယံပါရင်ကျွန်တော်တို့ကကာယံပါမှဟိုတော့ကြပြာလို့ပြောတယ်အခုကတော့ကာယံမပါတဲ့သူကကြပြာလို့ပြောတော့ကျွန်တော်သမီးလေးဖတ်ဖို့သူကကြပြာဆိုပြီးတော့မှားတယ်မှားတော့ကျွန်တော်ရဲ့ဒီစာစုလေးတွေကိုသူတို့တွေကကြပြာလို့သတ်မှတ်တယ်ခုနပြောသလိုပေါ့နော်သမီးလေးဖတ်ဖို့ထဲမှာဘဝဆိုတာစိတ်ညစ်စရာသောကဒုက္ခတွေနဲ့စိတ်ပျော်စရာဒုက္ခအနှဲငယ်ကိုအချိုးစားမမျှတစွာဖြော်စပ်ထားတဲ့ကော်ဖီခါတစ်ဖက်ပါပဲသမီးရဲ့အဲ့လိုပြောရင်အဲ့ဒါကြပြာပဲကျွန်တော်လည်းမပြောတော့ပါဘူးရောကြည့်လိုက်နော်နောက်တစ်ခါကျွန်တော်သမီးဘဝဆိုတာ free wheel ချော်နေတဲ့စပိန်နေရတယ်လို့ပဲတခါတလေမှာ free wheel ချော်နေတဲ့စပိန်နေရတယ်လို့ပဲစပိန်နေမှုတဲ့လူတိုင်းကြည့်တယ် free wheel ချော်ရင်ရှေ့ကိုဘယ်လိုမှမရောက်ဘူးဘဝဆိုတာတခါတည်း free wheel ချော်နေတဲ့စပိန်နေရတယ်လို့ပဲဘယ်လိုပဲရှေ့ကိုနေမရောက်ဘူးဘယ်လိုပဲကြိုးစားအားထုတ်ဘာမှဖြစ်မလာတဲ့အချိန်ခါမျိုးရှိတယ်အဲ့ဒီအခါမျိုးမှာလဲမကြောက်ထိန်းထားဖို့ပဲလိုတယ်ရှစ်တက်ဖို့တော့ရှစ်တက်ခရီးဆက်ဖို့စိတ်ထဲမှာမထည့်ဘဲနဲ့လဲမကြောက်ထိန်းထားပါသမီးရဲ့အဲ့လိုမျိုးလေးတွေပေါ့နော်ကြပြာလေးတွေတစ်ခါတည်းကြတော့ကျွန်တော်ကတူတူလေးရေးလိုက်သမီးတစ်ပင်ကငြိမ်ငြိမ်မနဲ့လေကမငြိမ်တော့ခက်တယ်ဒါနဲ့တွေးစရာတွေကသူ့ကိုကျွန်တော်အများကြီးပေးလိုက်တယ်တစ်ပင်ကငြိမ်ငြိမ်မနဲ့လေကမငြိမ်တော့ခက်တယ်တစ်ပင်ကငြိမ်ငြိမ်နဲ့လေမငြိမ်တော့မနဲ့လို့ကိုကကောင်းရင်ပဲပတ်ဝန်းကျင်မကောင်းရင်ကိုကောင်းဖို့ဘယ်လွယ်မလဲ
ကိုကအေးစသေးနေခြင်းမင်းနဲ့ကိုပတ်ဝန်းကျင်ကကိုဖိနှိပ်စော်ကားလာလို့ရှိရင်ကိုအေးစသေးနေလို့မရတာမျိုးဒါကြောင့်တစ်ပင်ကငြင်ငြင်မင်းနဲ့လေကမငြင်တော့ဖြစ်တယ်သမီးရဲ့ထီးဆိုတာခေါင်းပေါ်မှာဆောင်းဖို့ဖနှက်ဆိုတာမြေကြီးပေါ်မှာစီးဖို့ထီးကဖနှက်နေရဖနှက်ကထီးနေရရောက်နေဘယ်လာအဆင်ပြေမလဲကွယ်အဲ့လိုကြပြားလေးတွေဒသနာလေးရေးရင်းနဲ့ကြာကြာတော့ဘာဖြစ်လာလဲဆိုတော့စပတ်တဲ့ရင်းလာတဲ့ခါကျတော့ကြပြားလေးအကြိုက်တွေပြောင်းလဲလာကျွန်တော်အကြိုက်ဆုံးကြပြားဆရာထဲမှာပါတဲ့သူတယောက်ကတော့ဆရာတင်မိုးပါကျွန်တော်တို့ခေတ်ကအရန်နာမည်ကြီးတဲ့ကြပြားတစ်ပုဒ်ရှိခဲ့ဘူးလေကျွန်တော်တို့ခေတ်နဲ့ဆိုရင်တော့တော်တော်ကွာသွားမယ်ဒါပေမဲ့ဒီဘက်ခေတ်မှာလည်းအဲ့ဒီကြပြားတော့တော်တော်ရှည်လို့ကျွန်တော်မဖတ်တော့ပါဘူးဒေါက်တာဂျော်နီဆိုတဲ့ကြပြားပါကျွန်တော်တို့ခေတ်ကကာလပါကျွန်တော်ဂျော်လီ 3D ကြောင့် MC ကိုရောက်ခဲ့တယ် Math Physics English မှာ ဒီ station နေဖြိုင်ဝေလို့ IL လေးလဲတောင်းခဲ့တယ်အဲ့ဒါလို့ကြပြားရှည်မျိုးနောက်ဆုံးမှာအဲ့ဒီမော်လီနဲ့ဂျော်နီယာစေတက္ကသိုလ်မှာတွာလာစားတော့နေထိုင်နေဆရာဝန်ဖြစ်သွားတယ်ဆရာဝန်ဖြစ်တော့လဲအဲ့လိုဆရာဝန်ကငွေမဲ့တဲ့ဆရာဝန်ပကာသနာဦးစားပေးတဲ့ဆရာဝန်ပဲဖြစ်နေတဲ့ခါကျတော့နောက်ဆုံးမှာဆရာကနေဘယ်လိုပြန်ပြီးတော့လှုပ်လိုက်လဲဆိုတော့ထို့နောက်ဒေါက်တာဂျော်နီ MBBS နဲ့ဒေါက်တာမော်လီ MBBS ဆိုပြောင်းလဲခြေပြအချင်းသားဝဲကြောရွာပေါ်ခဲ့တယ်ကားနဲ့တိုင်းနဲ့မော်လီနှစ်မို့တင်းတဲဖြစ်ခဲ့တယ်အိုးအလုသမားလေသမားတို့အိုးအလုသမားလေသမားပြည်သူများတို့ဂျော်နီတို့လေမယားတကိုးထွားအောင်များဖြာကိုဆရာရဲ့ကြပြားလေးနောက်တစ်ပုဒ်လည်းကျွန်တော်ရမ်းကြိုက်တယ်ကြပြားသူကအင်ကြီးသုံးတယ်တဲ့ပြောတာတွေကသူဆိုင်သူကအတုတ်တယ်ပေါ့နော်အင်ကြီးသုံးတယ်သူချုပ်တယ်ဝေခါမှာဝိပုအင်ကြီးတယ်လာချုပ်တယ်မိုးခါမှာဝိပုအင်ကြီးတယ်လာချုပ်တယ်စောင်းခါမှာဝိပုအင်ကြီးတယ်လာချုပ်တယ်သူကဘယ်ရာသီပဲဖြစ်သူ့မှာအများအားအင်ကြီးရှိနေတယ်ရာသီဥတုတန်ကခံနိုင်တယ်ဘယ်လိုပဲပြောင်းဖြစ်တဲ့စနစ်တွေဘယ်လိုပဲပြောင်းမှသူကတော့ဘယ်တော့မှမပြောင်းဘူးအဲ့တော့သူပြောင်းလို့မရတာဘာလဲဆိုတော့သူ့ရဲ့ကိုယ်တိုင်းသူ့ကိုယ်တိုင်းကဖောင်းကားနဲ့ဝဝပြဲကြီးဖြစ်နေတဲ့ကိုယ်တိုင်းကတော့ဘယ်တော့မှပြောင်းလို့မရဘူးဆိုတာဖြစ်စနစ်လေးတစ်ခုကိုပုံဖော်လိုက်တဲ့ကြပြားလေးတစ်ပုဒ်အင်ကြီးသုံးတယ်ကျွန်တော်ဆိုင်နိုင်ပင်နိုင်ဖောက်တယ်ချုပ်ဘူးဒီကအင်ကြီးသုံးတယ်ရှိပါပြီထိုဖောက်တယ်မှာငွေခါဝိယံနေပူခံသည့်ဖန်ပြလှသဘောရှတဲ့မိုးခါလိုက်ရောမိုးတော်ထဲမှာမိုးမရွာသည့်မိုးကအင်ကြီးတဲ့စောင်းကနင်းလုံးအနွေးလုံးကိုဝိယုံအင်ကြီးလောင်းပုတ်ရှိတဲ့ရာဒီလဲလေထဲလဲအင်ကြီးသူဝင်းသည်တခစ်တခါအစ်စ်လာ၍တရားဒီလောင်းတကွေ့ပြောင်းတိုင်းအကြောင်းကောင်းရှာပြောင်းစရာအတွက်သူ့မှာအင်ကြီးရှိပါသည်သို့တော့အင်ကြီးချုပ်တိုင်းသူ့ကိုယ်တိုင်းကပုံတိုင်းနေကြဟိုရှေ့ကတို့ပွားမြဲဖားမြဲမပြောင်းလဲသည်ဝါသေးထွားသေးပါတကားဒီကင်းနဲ့ဆိုရင်တော့အံဝင်ပါလားခင်ဗျအဲ့တော့ဆရာတင်မိုးရဲ့နောက်တစ်ပုဒ်လည်းကျွန်တော်ရွတ်ပြခြင်းသေးတယ်ခင်ဗျနောက်တစ်ပုဒ်ကပိတ်တာမျက်ရည်တဲ့စားရဝါရခွင့်တောင်းရလဲစားရမမြိညအချိန်နဲ့စိတ်မငြိမ်သက်ခြောက်ကြားလဲသည်
ရှက်မိလိပ်ပြယွန်စရာဟုငါသာငါသည်ငါမချီဖိရနှိပ်ရရက်ဆက်ရလဲအာရမမှုငါသာပြုဟုမြစ်ကျမကြည်ငါသိသည်သည်သွေးညီနှဟောက်တေတိုင်းဖြောက်လဲမပြောက်နိုင်ပဲညမောင်တဲ့တွင်ဆွဲလန်းအနံ့လေမာလှန့်ပြီးလမ်း၍နိုး၏ငါသည်ပိတ်ရဆိုးရလဲစေရလဲသူကမယုံငါမယုံငါပုံကိုကြည့်ငါလည်းသိပါတော့လဲမပွင့်ရဲ၍လိမ်မြဲလေရလိမ်မြဲလေရငါဘဝဤကြီးစွာဝှကျွေးငါအဆွေးကဖြည့်သေးမရှိငါသာသည်ခြေရဖြောက်ရဟန်တားရလဲငါစိတ်မူရငါလိပ်ပြကိုငါသာ6လန့်နှလုံးလန့်ငယ်မတန့်လိပ်ပြထိတ်เสียဟုငါကိုငါလင်းငါပြန်မြင်၍မြင်သည်နမိတ်ထိုအရိတ်ကစိတ်ငရဲကန်းထိတ်မြဲတမ်းသည်ငါလန်းငါသည်နာနာဖြီငါမြင်ငါဆိုင်ငါကိုင်းငါခုတ်ငါလုံငါမှငါစီမံဟုဖန်သာဖန်ရဟန်ဆောင်ရလဲဘဝမြတ်စွာလူဖြစ်လာ၍လိပ်ပြမပြောက်ညတိုင်း6ခဲတောက်တန်တစ်ချက်တက်တန်တစ်ဖြစ်ငါတစ်ကျွေးမိလူလာဖြစ်ရနာပါ၏ဘာပြောချင်လဲဆိုတော့သူတို့ဘာကိုနှိမ့်ဆက်ညှဉ်းပန်းပြီးတော့အနိုင်ကျက်ပြုကျင့်တဲ့သူတွေကညညအိတ်မပြောဘဲနဲ့လူပြရှုံးတယ်လို့ဆရာတင်မိုးကဒီကြပြလေးနဲ့တင်စားပြောဆိုလိုက်တဲ့အတွက်ဒါလေးကိုကျွန်တော်ကြိုက်ချင်းဖြစ်ပါတယ်အဲ့တော့ဒီလိုများခံစားရတယ်ဆိုလို့ရှိရင်ဆရာတင်မိုးရဲ့ကြပြလေးကအဲ့ဒီလူတွေတဲ့ဖြစ်သိနိုင်မှာပါတကယ်လို့အဲ့ဒီပိတ်တာနေရာမှာရောက်တဲ့လူတွေလည်းရှိခဲ့ရင်လည်းအတိတရားကြီးရရှိပြီးတော့အများကောင်းကျိုးနဲ့အများရဲ့ဝန်သာမှုကြည်နူးမှုတွေကိုခံတည်နိုင်ပါစေလို့ဆရာတင်မိုးကိုစားဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်တငယ်ချင်းမောင်စိန်ဝင်းရဲ့ကြပြလေးတစ်ခုတော့သူကဖတ်ကြည့်သမ်းပါဆိုပြီးတော့ကျွန်တော်ကိုပေးလာပါပေးလာတဲ့အတွက်ကျွန်တော်ရဲ့ဂျာနယ်မှာထည့်ဖို့ဆိုတော့သူပေးလိုက်တဲ့ကြပြလေးကကျွန်တော်ဖတ်ကြည့်သွားတဲ့အတွက်ဒီကြပြလေးကိုကျွန်တော်ကရွတ်ချင်တဲ့စိတ်ဖြစ်သူကြပြလေးကတကယ်ကိုယတ္တပေါ်လွင်တဲ့အတွက်ဒီကြပြလေးကိုကျွန်တော်ကြက်ရခြင်းဖြစ်ပါတယ်ထောင်းကြတဲ့နေ့ဘယ်တော့မှနေနေဘယ်ရေကိုပြောင်းပြောင်းအရေးအကြောင်းဆိုသွေးမပြောင်းခဲ့ပါဘူးရှေးတောင်းတို့ရဲ့သမိုင်းဆင်းလာတိုင်းပြည်နဲ့လူမျိုးပြည်သူအကျိုးဆိုအကြောင်းမရွေးထောင်းသွေးနဲ့ဥမညွတ်ခေါင်းခုတ်ခဲ့တဲ့ရာဇဝင်ထောင်းခုတ်ခဲ့တဲ့ရာဇဝင်ပြည်သူတွေနဲ့အတူမကွဲပြည်သူတွေမှာအတူနေအပူဝဲအတူမြဒုက္ခအထွေတွေကလွတ်ကြောင်းခုတ်တောင်းရဲ့မှန်ဝင်ရံမြင်သမျှရင်ဆိုင်တွေ့ပန်းကလေးတွေအေးစံကလေးတွေပန်းကလေးတွေမှုေးစံကလေးတွေအေးငှက်ကလေးတွေပြေးစို့ငိမ့်ညံရေးကိုသူတို့ကြူတော့ညံရံမျိုးကိုအခြေကအိုးဝေအိုးဝေအိုးဝေမင်္ဂလာသာအပေါင်းခရအောင်တောင်းကြတဲ့နေ့သူဆိုလိုချင်တဲ့ကြပြရဲ့အနှစ်သာရဟာတောင်းကြတဲ့နေ့ဟာငြိမ်းချမ်းရေးရပြီးတော့တိုင်းပြည်အေးချမ်းပြီးတော့မင်္ဂလာသာအပေါင်းညှိနှောင်းတဲ့နေ့ဖြစ်တယ်လို့သူပြောချင်တာအင်မတန်ကိုအဓိပ္ပာယ်လေးကိုလှပစွာရေးထားတဲ့အတွက်ကျွန်တော်တို့လိုချင်တာလည်းဒါပဲဖြစ်ပါတယ်အားလုံးပျော်ပျော်ရွှင်ရွှင်ညီကိုမောင်နှမနဲ့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ကျွန်တော်တို့မျှော်မှန်းထားတဲ့အနာဂတ်မြန်မာနိုင်ငံသစ်စီးကိုကျွန်တော်တို့တည်ဆောက်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒီကြပြလေးတွေကိုကျွန်တော်တို့နှစ်သက်ကြိုက်ရင်နဲ့နောက်ဆုံးညီကုန်းချုပ်ကြပြလေးတစ်ခုဆရာတော်ကြီးရဲ့ကြပြလေးတစ်ပုဒ်နဲ့ကျွန်တော်ညီကုန်းချုပ်ပြရပြီဆရာတော်ကြီးကတော့
အားလုံးသိတဲ့အတိုင်းပါပဲကျွန်တော်တို့ဟိုအဓိပ္ပာယ်တွေလေးနဲ့စွာရေးပြီးတော့စာပေလောကမှာဟိုနှစ်ပေါင်းများစွာကြာခဲ့တဲ့ကြပြအများကြီးရေးခဲ့တဲ့ကျွန်တော်တို့ရဲ့အမျိုးသားစာဆိုရှင်ကြီးဖြစ်ပါတယ်ဆရာရဲ့ကြပြလေးတစ်ပုဒ်နဲ့ကျွန်တော်ညီကုန်းချုပ်ပြရစီပင်ပြေသွားတော့လူပြည်လောကလူဝရာအိုရနာရတရားဝင်ကြီးမှန်ပေသည်တိဒုသတိကသင်သေးသွားတော့သင်ပွားသောမြေသင်တို့မြေသည်အခြေတိုးမြင့်ကြံကောင်းသင်၏သင်၏မျိုးသားစာစကားသည်ကြီးပွားတက်မြင့်ကြံကောင်းသင်၏သင်ဥချ၍အမျှဝေရာဇေဒီသာနှင့်သစ္စာအယောင်ဉာဏ်တစ်စောင်းလဲပြောင်းလဲဝင်လဲကြံသေးသည်ဆရာတော်ကြီးရဲ့ဒီကဗျာလေးကကျွန်တော်တို့အားလုံးသတိပေးမျိုးစော်ခြင်းဖြစ်ပါတယ်လူဘဝဆိုတာစပွဲပေါ်မှာတင်ထားတဲ့ဖန်ခွက်လေးတစ်လုံးလိုပဲအချိန်မရွေးခွန်းကနေဆိုကြာသွားတာနဲ့ကြာသွားတဲ့ခါပြီးသွားပြီဘဝနာတူတယ်လို့ပြောလို့ရတယ်လို့ရှည်တယ်လို့ထင်တဲ့သူလည်းထင်ကောင်းထင်တယ်သို့တော်လည်းတကယ်တမ်းကျဘလောက်ပဲချမ်းသာစည်းစိမ်နဲ့ပြည့်စုံအာနာရီနဲ့ဘလောက်ပဲတင့်တယ်ဒီကနေ့ကင်ဆာလို့ပြောလိုက်တာနဲ့တိမ်မင်းကြပြီးသားဖြစ်သွားမယ်ဒီကနေ့ခုနလေဖြတ်သွားမယ်စသဖြင့်ပေါ့နော်တခုခုဖြစ်သွားတာနဲ့ပြိုင်နေကိုဟာဘာမှမဟုတ်တော့ဘူးဆိုတာအသေးချာသိသွားလိမ့်မယ်တည်သွားရင်ဟောတဲ့ဆရာတော်ကြီးပြောဆိုတည်သွားရင်ဟောတည်သွားကျွန်တော်တို့ဘာမှမပါဘူးငါးပြောစီတောင်ယူသွားလို့မရမိသားစုအထက်ပြီးတဲ့ကရုကတမပဲပကတဲ့ပါတော့ကျန်တဲ့ဘာမှယူသွားလို့မရဘာမှယူသွားလို့မရမှန်းသိရသားနဲ့ကျွန်တော်တို့တကယ်ယူသွားမှာကုသိုလ်အထုပ်ကိုယူသွားမှာငရဲတော့ကိုကြီးပဲကျွန်တော်တို့ရှာဖွေပြီးယူနေငရဲဖြစ်နိုင်တဲ့ကိစ္စဘာတွေငရဲဖြစ်နိုင်တယ်လဲလိမ့်မယ်ညာမယ်သူတော်ဘာမှခေါင်းဝင်ပြမယ်နိုင်တဲ့စင်းရင်းလုံးမယ်နှိမ့်ဆက်မယ်ညင်းမမယ်သူများဥစ္စာပစ္စည်းကိုအနိုင်ကျသိမ့်မယ်အဲ့ဒါတွေအားလုံးကငရဲတွေကြီးပဲအဲ့တော့အဲ့လိုငရဲဖြစ်နိုင်တဲ့ကိစ္စတွေကိုမလုပ်ဘဲနဲ့ကုသိုလ်ရမယ်အလုပ်တွေကိုပဲကျွန်တော်လုပ်သွားမယ်ဆိုရင်လူမယ်တန်းမယ်သူများပတ်ဝန်းကျင်ကိုငြိမ်းချမ်းသာအောင်ဖန်တီးမယ်ကိုနေတဲ့ကဘာလေးကိုအေးသေးစွာဖြစ်အောင်တည်ဆောက်မယ်တယောက်နဲ့တယောက်မေတ္တာစိတ်ထားမယ်တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်လေးနဲ့ပေါင်းသင်းဆက်ဆံကြမယ်မတူညီတဲ့သဘောထားတွေကိုတယောက်နဲ့တယောက်ညီနိုင်တိုင်းနဲ့သိခံပြီးတော့လက်တွဲဆောင်ရွက်သွားကြမယ်အဲ့လိုအခြေအနေမျိုးသာဆိုရင်ကျွန်တော်တို့လူလောကကြီးမှာနေရာကျိုးနှက်သွားပါလိမ့်မယ်အဲ့လိုလူလောကနေရာကျိုးနှက်သွားတဲ့အခါမှာအဲ့လိုလုံးသမျှအမှုတွေအားလုံးကကုသိုလ်တွေပါပဲအဲ့ဒီကုသိုလ်တို့တွေကိုယူသွားရမှာအကုသိုလ်တို့တွေကိုကျွန်တော်ကခြံခဲ့ရမှာဒါကြောင့်မလို့ဆရာတော်ကြီးကပฏิပေးထားခဲ့တာတင်ဥချ၍အမျှဝေရာဇေဒီသာနှင့်သစ္စာရောင်ဉာဏ်တစ်စောင်းလဲပြောင်းလဲဝင်လဲကြံစီသည်ကျွန်တော်တို့တည်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့ပြုမှုဆောင်ရွက်ချက်တွေတမိုင်းကြောင်းတွေကောင်းအောင်ကြိုးစားဆောင်ရွက်ပြီးတော့လူဘဝလူပြည့်ရကြုံနှံ့ပါစေလို့ဆုမွန်ကောင်းတောင်းရင်ညီကုန်းချုပ်ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်